အခုမှစီးပွားရေးကိုစပြီးတော့လှုပ်ချင်တယ်ဘယ်ပစ္စည်းလေးနဲ့စမလဲဆိုလို့ရှိရင်ညီမတို့စီမှာရှိရဲဒီတီရှူတုပ်လေးနဲ့စလို့ရပါတယ်ရှင်သူကဒီလိုမျိုးတစ်ထုပ်ကို650ပဲဆိုတော့ပြန်ဖြန့်ခြင်းနဲ့လက်ကားသမားကြီးတွေအတွက်အရန်ကိုမှတွက်ချေကြိုက်တယ်ပြီးတော့သူ့ရဲ့အသားကပါတယ်ဆိုပေမဲ့ရေဆိုရင်တော့ပြဲလွယ်တယ်ဒါပေမဲ့အမွားမထဘူးပေါ့နော်။ तू ကတရွက်မှာအလွာ3လပါတဲ့အပြင်အဲ့အလွာ3လပေါင်းကိုတစ်ထုပ်လုံးမှာ968ရွက်ပါတာဖြစ်ပါတယ်ရှင်။တစ်ချက်အသားလေးကိုပြပေးမယ်နော်။သူ့ရဲ့အသားလေးကပါတော့ပါတယ်ဒီမှာပါ။ဒီမှာ तू ကအလွာ3လွာပါပါတယ်ပေါ့ပေါ့တီတီတုံးချင်တယ်เนาะကိုကတ िश ူ3လွာကျန်းတဲ့သူမျိုးဆိုလို့ရှိရင်300တာအရန်ကိုမှအဆင်ပြေတယ်တစ်ထုပ်ကိုမှဒါက650ဖြစ်ပါတယ်လက်ကားသမားတွေကိုပဲအဓိကထားပြီးရောင်းပေးတာဖြစ်တဲ့အတွက်ဒီလိုအထုပ်မျိုးအထုပ်900ကနေစပြီးရောင်းချပေးနေရပဲဖြစ်ပါတယ်ရှင်စိတ်ဝင်စားလို့ဆက်သွယ်လို့ပါက0669 9380ကိုဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်ရှင်